အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒီဇိုင်နာစုခိုင်ဖြစ်ပါတယ်ကျမကတော့စူဇန်ဒီဇိုင်းစကူကိုထူထောင်လာခဲ့တာဒီနှစ်ဆိုရင်နှစ်20ကျော်ပါပြီဒါကြောင့်မို့ပေါ့နော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမဒီဒီဇိုင်နာတက်တာနှစ်20အတွင်းမှာကြုံဆုံလာခဲ့ကြတဲ့ကျမရဲ့တပည့်တွေအများစွာထဲမှာပေါ့နော်အရန်ကိုလိမ္မာတဲ့တပည့်တွေအရန်ကိုတော်တဲ့တပည့်တွေအရန်ကိုထူးချွန်ထက်မြက်တဲ့တပည့်တွေဆရာရဲ့ဂုဏ်ကျေးဇူးကိုတည်တတ်တဲ့တပည့်တွေလည်းအများကြီးမွေးထုတ်ပြီးနိုင်ခဲ့တယ်လို့မျိုးဒါကတော့အမြဲတမ်းစုံပြူဆိုတာပါတက်စမြဲဖြစ်တဲ့အတွက်စိုးတဲ့တပည့်တွေကိုကိုလည်းစိတ်နှောက်ယှက်ဖြစ်အောင်လုပ်နိုင်တဲ့တပည့်တွေလည်းအများကြီးကြုံဆုံခဲ့ပါတယ်ဒါပေမဲ့ပေါ့နော်ဒါကတော့အရာအလုံးမှာကောင်းခြင်းဆိုခြင်းကဒုတွဲမြဲဖြစ်တာမို့လို့ကျမတို့အနေနဲ့ကတော့အများကြီးသိခံခဲ့ရပါတယ်ကျမအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ဆရာကြောင့်သာဆရာတွေပေါ့နော်ဆရာတွေကြောင့်သာဆရာတွေလို့ပြောလို့ရှိရင်ကျမရဲ့ဆရာစုပေါင်း6ယောက်ရှိပါတယ်ဒီဒီဇိုင်နာတင်ခဲ့တဲ့ဆရာ6ယောက်ရှိပါတယ်မြန်မာပြည်ကတော့ဆရာမ2ယောက်ရှိပြီးတော့ဒီနိုင်ငံရေးခြားဆရာနိုင်ငံခြားဆရာ4ယောက်ရှိခဲ့ပါတယ်အဲ့တော့ဒီဆရာ6ယောက်ကြောင့်သာဒီနေ့ဒီချိန်မှာဒီလိုမျိုးဒီဇိုင်နာစုခိုင်အနေနဲ့ရက်တည်နိုင်အောင်ပညာတွေဝန်ဆောင်တွေရခဲ့တယ်ပြီးလို့ရှိရင်ကျမကိုကျမရဲ့လက်ဦးဆရာမတီချယ်တင်မိုးလင်းကနေပခုံးထမ်းတင်ပေးခဲ့တဲ့အတွက်ကျမကဒီနေ့မှာဒီဇိုင်နာစုခိုင်အနေနဲ့ကျမပညာတွေအများကြီးရပြီးတော့ရက်တည်နိုင်ခဲ့တယ်တော့မလဲလူမှုဆက်ဆံရေးနဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့လေကျမမှာဘူတုတာတွေတွေ့ကြုံတွေအများကြီးရရှိခဲ့တယ်လို့ကျမအမြဲတမ်းယုံကြည်ပါတယ်ဒီလိုမျိုးပေါ့နော်ကျမတို့ပြောသလိုမျိုးကျမတို့အရင်ခေတ်ကတပည့်တွေပေါ့နော်အဲ့လိုပုံစံမျိုးဒီအခုခေတ်မှာလည်းတချို့တလေလည်းရှိသလိုတချို့တလေလည်းမရှိပါဘူးတချို့တွေကကျတော့ချို့ကလေးတွေကတော့ဘယ်လိုတွေးလဲဆိုလို့ရှိရင်ငါတို့တော်လို့ငါတို့တက်လို့ဒီငါတို့လဲလို့ငါတို့အပေါင်းအသင်းဆန့်လို့ဘယ်လိုခေါ်မလဲငါတို့ကြောင့်တာပေါ့ကိုကြောင့်တာပေါ့မိမိကြောင့်တာဒီနေရာကိုရောက်လာတယ်လို့တွေးရလူတွေရှိပါတယ်ဟိုတလောကဆိုလို့ရှိရင်ကျမကြားလိုက်တဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဆရာစီရယူစရာမရှိတော့တဲ့အတွက်ဆရာကိုဂရုမစိုက်တော့တဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒီလိုလေးတွေတောင်မှကြားလာရပါတယ်ဒါကပေါ့နော်ဒါကတော့လုံးဝကိုမဖြစ်သင့်တဲ့အကြောင်းအရာလေးပါကျမတို့အနေနဲ့ပြောရှင်ဗုဒ္ဓဘာသာတရားအနေနဲ့ဆိုလို့ရှိရင်ဒါနန္ဒောနန္ဒ၅ပါးထဲမှာလည်းပါပါတယ်မိဘဆရာပေါ့နော်ဒါပေမဲ့အခုခေတ်တွေးအတွေးလေးကဘယ်လိုလဲဆိုလို့ရှိရင်စံပေးလို့စီရတယ်ဆိုတဲ့အတွေးမျိုးလည်းရှိပါတယ်ဒါပေမဲ့ကျမတို့ကြတော့ဘယ်လိုခေါ်မလဲမေတ္တာတွေစေတနာတွေနဲ့တန်ရောစင်တွေနဲ့ပေါ့နော်အဲ့လိုမျိုးတင်တဲ့ဆရာတွေအတွက်ကြတော့ဒါမျိုးကတခါလေးကြာရင်ခံစားရတတ်ပါတယ်ဒါပေမဲ့လည်းဆက်ပြီးတော့လည်းတည်ခံပြီးတော့တပည့်ကောင်းများစွာလည်းဆက်ပြီးမွေးထုတ်သွားပါအောင်မယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီဇိုင်နာစုခိုင်ပါ